manifestation ဆိုတာကဘာလဲလို့ရှိရင်တကြံ manifest လုပ်ပြီးတော့ရယူခဲ့တဲ့အရာတွေကိုပြောပြမယ်ကိုလိုချင်တဲ့အရာတွေကိုဖြစ်ချင်တဲ့အိမ်မက်တွေကို manifest လုပ်ပြီးတော့အမြန်ဆုံးအကောင့်ထဲပေါ်နိုင်အောင်လို့ဘယ်လိုမျိုးလုပ်ရမလဲဆိုတဲ့အချက်လေးတွေကိုပြောပြပေးတော့မယ်ဆိုတော့အရင်ဆုံး manifestation ဆိုတာကဘာလဲ manifestation ဆိုတာကကိုဖြစ်ချင်တဲ့အရာရောက်ချင်တဲ့ပန်းတိုင်းကိုစိတ်ကူးပုံဖော်ရာကနေလက်တွေ့ဘဝတွေရောက်လာအောင်လို့ဆွဲဆောင်ဖန်တီးခြင်းဖြစ်တယ်နော်သူရဲ့အခြေခံသဘောတရားက law of attraction ဆိုတဲ့ဆွဲဆောင်မှုနည်းယာမကနေပြီးတော့အခြေခံထားတယ်တူညီတဲ့စွမ်းအင်ချင်းဆွဲဆောင်တယ်ဆိုတဲ့အတိုင်းပဲကိုယ့်ရဲ့ခံစားချက်ကိုယ့်ရဲ့အတွေ့ယုံကြည်မှုတွေကကိုယ့်ရဲ့လက်တွေ့ဘဝကိုပုံဖော်ပေးတယ်ဆိုတဲ့သဘောတေချာရှင်းလင်းအောင်ပြောရမယ်ဆိုရင် manifestation လုပ်တယ် manifest လုပ်ပြီးတော့ကိုယ်အိမ်မက်တွေကိုအကောင့်တွေပေါ်တယ်ဆိုတာက online ကနေပစ္စည်းမှားလိုက်တဲ့သဘောမျိုးပဲကိုလိုချင်တဲ့ပစ္စည်းတစ်ခုကိုမှားလိုက်ပြီဆိုတာနဲ့ online ကနေလာပို့မယ်ဆိုတာကိုသိပြီးသားမို့လို့ဘာမှမစိုးရိမ်ဘဲနဲ့ပစ္စည်းရောက်လာမှာပဲယုံကြည်နဲ့စောင့်နေရုံပဲပေါ့နော် manifest လုပ်ပြီးတော့ universe ကိုဖြစ်စီမှားတဲ့နေရာမှာအရေးကြီးဆုံးကယုံကြည်မှုကိုလိုချင်တဲ့အရာကရကိုရရမယ်ဆိုပြီးတော့ယုံကြည်ထားဖို့လိုတယ်ပြင်ဆင်ပြီးပို့ပေးရမယ့်တာဝန်က universe ရဲ့တာဝန်ဖြစ်ပြီးတော့မှတကြံတို့ကငါရပြီငါဟာငါပိုင်ပြီတကယ်ဖြစ်နေပြီပေါ့နော်အဲ့လိုမျိုးတွေးတောမြင်အောင်နေရမှာကတကြံတို့ရဲ့အလုပ်ပေါ့ကိုမှားလိုက်တာကိုပဲ universe ကပို့ပေးမယ်ကိုမမှားလိုက်တာကို universe ကမပို့ပေးဘူးဒါကြောင့်မှားလိုက်တဲ့အရာတွေကမှန်နေမှုတွေပေါ့နော်တကြံတို့ cycle တစ်စီးလိုချင်တယ်ပဲဒါငါ cycle ကိုဒီလထဲမှာရရမယ်ဒါမှမဟုတ်နောက်လပေါ့နော်နောက်လာတွေမှာရရမယ်အဲ့လိုမျိုးမတွေးပဲနဲ့ငါဆိုင်ကဝယ်နိုင်မှာမဟုတ်ဘူးရမှာမဟုတ်ဘူးငါပတ်စံမလောက်ဘူးဆိုပြီးတော့ပဲတွေးနေမယ်ဆိုရင်ကိုလည်းမတေကြဘူးကိုလိုချင်တဲ့အရာကလည်းမတေကြမရရဖြစ်နေတယ်ဒါဆိုရင် universe ကလည်းကိုဘာလိုချင်လဲဆိုတော့တိတိကျကျမသိရတဲ့အတွက်ကြောင့်လို့သူကလည်းပို့ပြရတာခက်နေမယ်ပေါ့နော်ကိုယ်တိုင်ကဘာလိုချင်လဲဆိုတော့တိတိကျမသိဘူး universe ကလည်းမသိဘူးဒါဆိုရင်ပို့ပြလို့မရအောင်အဲ့လိုသဘောမျိုးပေါ့ကိုဘာလိုချင်လဲဆိုတော့တိတိကျကျမြင်အောင်ပြီးတော့အမြဲတမ်းယုံကြည်စောင့်ဆိုင်နေရမယ်နော်ဆိုတော့တကြံ manifest လုပ်ပြီးတော့မှအရာယူနိုင်ခဲ့တဲ့အရာတချို့ကိုပြောပြပေးမယ်ဒီကျ manifestation ကိုစတင်ပြီးတော့လက်ခံလာတာနားလေလာတာမကြသေးပေမဲ့ဒီကျဖြစ်ချင်တဲ့အရာတွေကအနေငယ်ကိုရယူပြီးတော့ပိုင်းဆိုင်ထားပြီးပြီပေါ့နော်အဲ့ဒီတွေကတချို့ကိုပြောပြပေးမယ်ဒီကျ manifest လုပ်တဲ့ခါကျရင်ဒီကျလိုချင်တဲ့အရာတွေကိုတတိကျလေးစာအုပ်မှာမှတ်ထားရပေါ့နော်ဒီ manifestation ဆိုတဲ့စာအုပ်တွေမှာဒီကျလိုချင်တဲ့အရာတွေကိုတတိကျရေးထားတယ်ဘယ်နေ့ကစလိုချင်ပြီးတော့မှဘယ်နေ့မှာရခဲ့လဲဆိုတဲ့ date တွေလည်းရေးထားရပေါ့နော်ဆိုတော့ဒီထဲမှာဘယ်ချက်တွေကိုအကောင့်ထဲပေါ်ပြီးပြီလဲဘယ်ဟာတွေမပေါ်ရသေးဘူးလဲဆိုတော့ဒီကျနဲ့တူတူကြည့်ကြရအောင်ဒီမှာဒီကျအားလုံးမပြပေးသေးဘူးเนาะပြလို့အဆင်ပြေတာလေးတွေပဲပြပေးပါမယ်ဒီချက်လေးကကြတော့ခိုးတကြံထိုင်နေတဲ့ခုံပေါ့နော်တကြံကအထိုင်များတာဆိုတော့တက်တောက်တက်တာထိုင်တာအောင်လို့ဒီအဝါရောင်ခုံလေးကိုလိုချင်တာနဲ့2025 4လပိုင်းမှာစပြီးတော့ manifest လုပ်ခဲ့တယ်အဲ့ဒီမှာ universe ကဘယ်လိုမျိုးအခွင့်အရေးပေးရလဲဆိုတော့ TikTok ကြည့်နေတဲ့အခါတွေ line တွေတုံးနေတဲ့အခါတွေမှာပေါ့နော်အဲ့ဒီခုံနဲ့ပတ်သက်တဲ့အယောင် post တွေကြော်ညာတွေပြီးလို့ရှိရင်ဈေးလျှော့ပြီးရောင်းတဲ့ promotion လေးတွေသူကပြပေးတာမှာခဏပြပေးရပေါ့နော်အဲ့ဒီလိုမျိုး post တွေကိုလိုချင်တဲ့ခုံကိုပို့ပြီးတော့မြင်ရလေပို့ပြီးတော့လိုချင်လေရဖို့အတွက်ကိုပို့ပြီးတော့စူးစမ်းလေလိုချင်စိတ်တွေပြင်းပြလေပဲပေါ့နော်လိုချင်စိတ်ပြင်းပြတဲ့အတွက်ကြောင့်မလို့ဝင်ငွေလမ်းကြောင်းတွေကလည်းပေါ်လာတယ်အဲ့ဒါနဲ့9လပိုင်းလောက်ရမယ်မှန်ထားပေမဲ့9လပိုင်း31ရက်နေ့မှာရလိုက်တယ်ဆိုတော့1လလောက်ပဲကြာလိုက်တယ်ပေါ့နော်ဒီကျန်ခုံလေးကိုရလိုက်တယ်ဒီအချက်လေးကကြောက်တဲ့ကြံအကောင့်ထဲမပေါ်နိုင်သေးဘူးခုမှစားလေးလာနေတာဆိုမကြွမ်းသေးဘူးပေါ့နော်ဒီအချက်ကကြတော့ခုရက်ပိုင်းအတွင်းမှာပဲအကောင့်ထဲပေါ်လိုက်တယ်ဂီတာအရန်တီးတက်ချင်တာနဲ့2024 12လပိုင်း2025အစပေါ့တော်တော့ကြာသွားတယ်နောက်တစ်ချက်ကတော့အခန်းလှလှလေးလိုချင်တယ်ဆိုတော့ချက်လေးကို2025 8လပိုင်းတုန်းကအကောင့်ထဲပေါ်ပြီးသွားတာပေါ့နော်ဒီကျအခုနေနေတဲ့ချစ်စရာအခန်းလေးပဲဖြစ်ပါတယ်ဒီအခန်းလေးကိုဒီကျကိုယ်တိုင်ပြင်ဆင်ထားတဲ့အခန်းတွင်အလားဆင်ပစ္စည်းတွေစာအုပ်စင်လေးတွေကအစားပေါ့နော်အဲ့ရခင်းလေးတွေကအစားဒီကျကိုယ်တိုင်လှဆင်ပြီးတော့ပြင်ဆင်ထားတယ်အဝါရောင်ကြိုက်တဲ့အတွက်ကြောင့်မလို့အဝါရောင်ခန်းလေးလိုချင်ဆိုတော့
အသုံးဆောင်တွေကစားအဝါရောင်လေးကိုစုပြီးတော့ဝေထားတယ်။အဲ့ဒီအခန်းလို့ချင်နေဆိုတော့အိမ်မက်ကလေး2နှစ်လောက်ကြာမှအကောင့်ထဲပို့ပြီးသွားတယ်ပေါ့နော်။ဒီတက်ခတ်စာအုပ်စင်လေးကတော့2025ခုနှစ်လပိုင်းမှာရသွားတာဖြစ်ပါတယ်။ manifest လောက်တာ6လလောက်တော့ကြာသွားတယ်။ဒီစာအုပ်စင်လေးပဲဖြစ်ပါတယ်ချစ်စရာလေးနော်။ဒီအချက်လေးကကြတော့2025 9လပိုင်းမှာစခဲ့2026 6လပိုင်း9ရက်နေ့မှာအကောင့်ထဲပို့ခဲ့တယ်ပေါ့နော်။နိုင်ငံခြားကစာအုပ်တွေအများကြီးရှိတဲ့စာကြီးတိုက်စီသွားမယ်ဆိုတဲ့ဒီအချက်လေးကလည်းဖြစ်မယ်လို့ယုံကြည်ပါတယ်။ပို့ပြီးတော့တန်မိုးရှိတဲ့အရာတွေကတော့အချိန်ပိုပေးရတာပေါ့နော်။ဒါကြောင့်မလို့ဒီ channel က manifest လုပ်တော့မယ်ဆိုလို့ရှိရင်စိတ်မပြတ်ပဲနဲ့ယုံကြည်နေဖို့ပဲလိုပါတယ်။ဒီအခရိုင်လေးဆက်လေးကြီးစေးဘူးလေးတွေကပေါ့နော်2025 17လပိုင်းမှာစခဲ့ပြီးတော့မှ2026 5လပိုင်းတရက်နေ့မှာအကောင့်ထဲပေါ်ခဲ့တာဖြစ်ပါတယ်။အခုဆိုရင်အထည်ပေါ်တွေတခြားပစ္စည်းတွေပေါ်မှာပုံလေးတွေစဆွေးနေပြီပေါ့နော်။ဒီအချက်လေးဖြစ်တဲ့စီစေးရကြတော့ရန်အကောင့်ထဲမပေါ်ရသေးပါဘူး။မီဒီယံတစ်ခုခုကိုကျွမ်းကျင်သွားမှပဲနောက်ထပ်မီဒီယံနဲ့ပတ်သက်တဲ့ပစ္စည်းတွေကိုဝယ်စုသွားမှာမို့လို့ပါ။တကြံတော့ဘက်မှာကျတော့လက်စစ်မီမရဘူးဆိုတာနဲ့ပဲတုံရတယ်ပေါ့နော်ဆိုတော့ဖုန်းအမြဲတုံးတယ်ဗီဒီယိုတွေအမြဲရပြီးတော့အမြဲတမ်းတင်နေတကြံအတွက်ကကျတော့ဖုန်းအားကအမြဲတမ်းနှီးနေရပါတော့ဆိုတော့ပါဝါဘက်လေးလိုချင်တယ်ဆိုပြီးတော့မှ2025 17လပိုင်းမှာ manifest လုပ်ရာကနေ2026 5လပိုင်းမှာရခဲ့တာဖြစ်ပါတယ်အဲ့ဒီအချက်လေးတွေကတော့တကြံ manifest လုပ်ပြီးတော့မှဆွေးနွေးယူခဲ့တဲ့အရာလေးပေါ့နော်တခြားအချက်တွေကကြတော့မပြသေးဘူးနောက်ပိုင်းအကောင့်ထဲဖုန်းနိုင်ပြီဆိုမှပြင်ပြီးတော့ပြောပြသွားမယ်အကြံဆက်ပြီးတော့စောင့်ကြည့်ပေးကြပါတချို့အရာတသေးလေးတွေကိုလည်းဂျာနယ်စာအုပ်တွေမှာရေးထားတာရှိရေပေါ့နော်အဲ့ဒါကရလွယ်ရမြန်တာနဲ့ဒီစာအုပ်ကို manifestation စာအုပ်ပြောင်းမျိုးရေးဖို့တော့မှအချိန်ကမမှီလိုက်ဘူးနော်ဂျာထဲမှာအောင်မြင်သွားတာပေါ့တကြံတို့ဖြစ်ချင်တဲ့အရာတွေအကောင့်ထဲပေါ်ရမယ့်အိမ်မက်လေးတွေကဘလောက်ပဲတည်နေပါစေတိတိကျကျသိနေရမယ်ဖြစ်ရမယ်လို့မြင်အောင်နေရမယ်ဒါလေးကဘာမှမဟုတ်ဘူးလွယ်လေးပဲဆိုပြီးတော့မှ universe ကပေးလာတဲ့အခွင့်အရေးကိုမစုပ်ကင်နဲ့ထားလိုက်ရင်တော့ဘလောက်ပဲတည်နေပါစေဘယ်တော့မှဖြစ်လာမှာမဟုတ်ပါဘူးဆိုတော့လိုချင်တဲ့အရာတွေဖြစ်ချင်တဲ့အိမ်မက်လေးတွေကဘလောက်ပဲတည်နေပါစေပေါ့နော်ဒီကြံမျိုးစာအုပ်တွေမှာတိတိကျကျချရတာပုံလို့မယ်အားတိုင်းပြန်ဖွင့်ဖတ်ပြီးတော့မှအကောင့်ထဲပေါ်နိုင်အောင်လို့စူးစမ်းမြင်အောင်ပြီးတော့ manifest လုပ်ပါရခဲ့ရင်လည်း universe ကိုကျေးဇူးတင်တဲ့စိတ်နဲ့ပေါ့နော်ဆက်တွေ့ပြီးတော့စကားပြောပေးပါအရင်ကနေတကြံလိုချင်တာတစ်ခုခုကိုအမြဲတမ်းတွေးနေလို့ရှိရင်ပေါ့နော်တတိုင်းစဆိုင်ပဲရက်ပိုင်းအတွင်းမှာရောက်လာတတ်တယ်ဥပမာတကြံကတခုဝယ်ချင်တယ်ပတ်စံမရှိဘူးပေါ့နော်ငါပတ်စံရှိရင်ကောင်းမှာပဲဆိုပြီးတော့တွေးတယ်လိုချင်တဲ့အရာကိုလည်းအမြဲတမ်းမြင်အောင်နေတယ်မသိစိတ်ကနေလူချင်းနေပဲထက်ခါတွေးနေမိရပါတော့ဆိုတော့ရက်ပိုင်းအတွင်းမှာပဲဆွေမျိုးတွေကနေပြီးတော့မှမဟုတ်ဘူးပေးတဲ့ကိစ္စမျိုးတွေဖြစ်လာတယ်အရင်တုန်းကအဲ့ဒါတွေကိုကြောင့်တိုက်ဆိုင်တာပဲထင်ခဲ့တာပေါ့နော်အမှန်ကကိုကမသိစိတ်ကနေတန်းတာနေတဲ့အတွက်ကြောင့်မို့ universe ကကိုကိုအခွင့်အရေးတွေပေးလိုက်တာပါတကြံကြောင့်တက်တုံကလည်းမမရရတစ်ခါဖြစ်ဘူးတည်းပင်လေစာစားချင်တာပေါ့နော်အဆန်ကလည်းလမ်းစိတ်ပဲရှိတော့တယ်အဲ့ဒါနဲ့ပင်လေစာစားချင်တယ်ဆိုတော့ပဲတွေးနေမိတယ်မသိစိတ်ကနေအမြဲတမ်းမြင်အောင်နေမိတယ်ပေါ့နော်နောက်တော့ KB တွေကိုပတ်စံ6000ဝင်လာတယ်အမေကဈေးရောင်းကောင်းလို့ဆိုပြီးတော့မဟုတ်ဘူးလွှဲပေးလိုက်တာပေါ့နော်အတုံးက law attraction ဆိုတော့ဘာမှမသိပြီးတော့တိုက်ဆိုင်တယ်ပဲထင်ခဲ့တာနောက်ပိုင်း social media မှာတွေ့ပါများလာတော့နားလေလာတယ်လက်ခံလာတယ်ပြီးတော့လေးလာချင်လာတယ်ပေါ့နော်အဲ့ဒါနဲ့စပြီးတော့ရှာဖွေတယ်လေးလာတယ်အကနေဖြစ်ချင်တာတွေကိုစပြီးတော့ဆွဲငင်ယူတယ်အကျိုးရှိတာကိုတီးလိုက်ရလို့တကြံပြန်ပြီးတော့ share လုပ်ပေးရပါတော့ manifestation နဲ့ပတ်သက်ပြီးတော့လေးလာလေတွေ့ရှိလေပဲမို့လို့ဒီထက်ပိုနားလေချင်တယ်ဆိုရင်တော့ social media ကနေပြီးတော့ရှာပြီးတော့လေးလာလို့ရပါတယ်ဒီဗီဒီယိုမှာကတော့ကြံသိထားတဲ့လောက်လေးပြီးတော့အကျိုးရှိတာမို့လို့ပြန်ပြီးတော့မျှဝေပေးရပါတော့ပြီးတော့ universe ဆိုတဲ့စကြဝဠာကကိုယ့်ကိုအခွင့်အရေးတွေအမြဲတမ်းပေးနေတတ်တယ်အဲ့ဒါကိုမှကြံတို့ကအခွင့်အရေးကိုမစောက်ကင်တတ်ဘူးလက်တွေ့အကောင့်ထဲမှာပေါ်သေးဘူးအချိန်မရှိသေးလို့မပြည့်စုံသေးလို့ဆိုပြီးတော့မှကြံ့ကြာနေရင်တော့ universe ကကိုယ့်ကိုစိတ်မပြတ်ပဲနဲ့မတူညီတဲ့လူတွေမတူညီတဲ့အခြေအနေတွေမတူညီတဲ့ဖြစ်ရပ်လေးတွေနဲ့ထက်ခါအမြဲအခွင့်အရေးပေးနေရဆိုတာကိုသတိထားရမယ်universe ကိုအားနာတဲ့အနေနဲ့အခွင့်အရေးတွေကိုအမြဲတမ်းစုပ်ကိုင်ရမယ်
တကြံတို့စိတ်တွေနှလုံးသားတွေကနေမြေရောင်တန်းသားနေတဲ့တွေကတော့ universe ကကိုယ့်ကိုအမြဲတမ်းထောက်ပံ့နေမယ်အမြဲတမ်းကြည့်နေမယ်အဲ့လိုမှမထောက်ပံ့ဘူးဆိုရင်အဲ့ဒီတကြံတို့လိုချင်ပါတယ်ဆိုတဲ့အရာကတကယ်လိုချင်တဲ့အရာမဟုတ်လို့ပဲနော်ဥပမာတကြံတို့ခရီးတစ်ခုထွက်ချင်တယ်ပေါ့အဲ့ဒီခရီးအကြောင်းကိုပဲအမြဲတမ်းတွေးနေမယ်အဲ့ဒီခရီးကိုရောက်နေပြီးရင်ဓာတ်ပုံတွေဗီဒီယိုတွေရိုက်နေပြီးတကယ်ရောက်သွားတယ်လို့မျိုးမြင်ရောက်နေမယ်ဆိုရင် universe ကကိုပါလိုချင်တယ်ဆိုတာကိုသိသွားပြီဆိုတော့သူကကိုကို line တုံးနေရင်ပဲဖြစ် social media တုံးနေရင်ပေါ့နော်အဲ့ခရီးနဲ့ပတ်သက်တဲ့package အကြောင်းတင်ထားတဲ့ post တွေဒါမှမဟုတ်တကယ်ချင်းတွေကပါခရီးထွက်ဖို့လာကမ်းလှမ်းတာမျိုးတွေအခွင့်အရေးလေးပေးနေတတ်တယ်ဒါကတိုက်ဆိုင်တာမဟုတ်ဘူးเนาะ universe ကကိုယ့်ကိုစောင့်ကြည့်နေတယ်ဆိုတဲ့တဘောဒါကြောင့်တကြံတို့လိုချင်တာရဖို့အတွက် manifest လုပ်ပြီးတော့ဆွဲငင်ယူတတ်ရမယ်တကယ်ဖြစ်နေပြီးရနေပြီဆိုတဲ့အတွေ့အမျိုးတွေကိုအမြဲတမ်းတွေးဖြစ်ပျက်တွေကိုအမြဲတမ်းမြင်အောင်ပြီးတော့ universe ကပေးလာတဲ့အခွင့်အရေးတွေကိုလည်းတတိမိမိစုပ်ကင်တတ်မယ်ဆိုရင်တကြံတို့ရဲ့ manifestation ကအောင်မြင်သွားပြီဒီလိုမျိုးစိတ်ဆွမ်းအားတွေ manifestation တွေ law of attraction တွေကိုမသိခင်တော့ဆိုရင်တကြံစိတ်ထဲမှာပေါ့နော်ဖြစ်ချင်တာတွေဖြစ်လိုက်တိုင်းတိုက်ဆိုင်တာလို့ပဲထင်တယ်ခုကတော့လက်တွေ့အယုံကြည်ရှိသွားပြီးလုံးယူလို့ရတယ်ဆိုတာကိုနားလည်သွားပြီမို့လို့ဆက်ပြီးတော့တကြံဖြစ်ချင်တဲ့အိမ်မက်တွေကိုဆွဲငင်ယူသွားပါမယ်law of attraction ကိုအခြေခံထားတဲ့ manifestation ရဆိုရင်မတိစိတ်ကနေရောတိစိတ်ကပါတန်းတားလိုက်တိုင်းကိုဖြစ်ချင်တာကိုမြင်အောင်လိုက်တိုင်း universe ကကိုအတွက်အမြဲကြည့်ပေးတယ်အမြဲဖြစ်စီပေးတယ်ဆိုတာကိုကြံတို့ကယုံကြည်ထားရမယ်နှလုံးသားတွေကနေလက်ခံထားရမယ်ဒါကြောင့်ဖြစ်ချင်တဲ့အိမ်မက်တွေအမြန်ဆုံးဖြစ်ဖို့ကစိတ်ဆွမ်းအားကောင်းဖို့လိုရေးပေါ့နော် universe ကလည်းကိုကိုချစ်တယ်ဂရုစိုက်ပေးတယ်ဖြစ်စီပေးတယ်ဆိုတာကိုအမြဲတမ်းယုံကြည်ထားဖို့ကလည်းအဓိကအချက်ပဲအကျဉ်းချုပ်အနေနဲ့လိုချင်တဲ့အရာတွေဖြစ်ချင်တဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်နိုင်ဖို့အတွက်လက်တွေ့လိုက်လုပ်ရမယ့်အချက်လေးချက်ကိုတကြံပြောပြပေးသွားမယ်နော်နံပါတ်1အချက်ကပြတ်တာတိကျတဲ့ရည်မှန်းချက်ရှိရမယ်ကိုကဘာကိုလိုချင်တာလဲဆိုတာကိုတိကျကျသိထားရမယ်ငွေအများကြီးလိုချင်တယ်လို့ပြောမယ်စားပေါ့နော်ဒီနှစ်ထဲမှာလာစဉ်ငွေဘယ်လောက်ရရမယ်ဒါမှမဟုတ်ဘယ်လိုဝင်ငွေလမ်းကြောင်းတွေရရမယ်ဘယ်လိုအလုပ်မျိုးရရမလဲဆိုတာမျိုးသိကြဖို့လိုတယ်နံပါတ်2အချက်ကတော့ပုံဖော်ခြင်းနဲ့ခံစားချက်ပေါ့နော်မြင်ရောက်ခြင်းပေါ့လိုချင်တဲ့အရာကိုရရှိသွားတဲ့အချိန်မှာဖြစ်ပေါ်မယ်မိမိရဲ့ခံစားချက်ပျော်ရွှင်မှုစိတ်ကြည်နပ်မှုကိုအခုလက်ရှိမှာခံစားကြည့်ရမယ်ကြိုတင်ပြီးတော့မြင်ရအောင်ပြီးတော့ပြောရမယ်ကြည်နဲ့ရမယ်ပေါ့နော်စိတ်ထဲမှာရုပ်ရှင်ကြည့်နေတယ်လို့မျိုးပုံဖော်တာမျိုးဒါမှမဟုတ် vision board လုပ်ပြီးတော့မှအမြဲတမ်းမြင်ရအောင်နေတာမျိုးအဲ့ဒါမျိုးတွေကိုလုပ်ပြီးရမယ်ပေါ့ vision board နဲ့ပတ်သက်ပြီးတော့လေနောက်ဗီဒီယိုမှာတကြံရှင်းပြပေးမယ်နော်နံပါတ်3ချက်ကတော့လက်တွေ့အကောင့်ထဲပို့ခြင်းဒါကအရေးကြီးဆုံးချက်ပဲခုနကတော့ကလိုမျိုးမြင်ရအောင်နေရုံနဲ့ထိုင်စုတောင်းနေရုံတွေးနေရုံနဲ့မရအောင်ကိုယ့်ရဲ့ပန်းနိုင်စီရောက်အောင်ကိုဖြစ်ချင်တာတွေဖြစ်အောင်လို့ကိုလုံနိုင်တဲ့အလုပ်တွေကိုနေ့တိုင်းခြေလမ်းတစ်သေးလေးကအစားစတင်လှုပ်ဆောင်ဖို့လိုတယ်ဥပမာကိုကစာရေးဆရာမဖြစ်ချင်တယ်ဆိုရင်စာရေးဆရာမဖြစ်ချင်ပါတယ်ဆိုပြီးတော့တွေးနေရုံစုတောင်းနေရုံနဲ့မရဘူးပေါ့နော်နေ့တိုင်းစာလေးစာမှုလေးတွေကိုတစ်ပိုက်ဖြစ်ဖြစ်နှစ်ပိုက်ဖြစ်ဖြစ်ကြိုတင်စုဆောင်ပြီးတော့ရေးထားရမယ်နော်နံပါတ်4ကတော့ကျေးဇူးတင်ခြင်းနဲ့လွတ်ချခြင်းကို့မှာလက်ရှိရှိနေတဲ့အရာတွေကိုကျေးဇူးတင်တတ်ဖို့ပရိကျူးကြံနေရေးဖို့လိုတယ်ဥပမာအခုကိုကခရီးထွက်ခြင်းအခုလိုလိုစင်မှာခရီးမထွက်နိုင်သေးဘူးဒါပေမဲ့ကိုအိမ်မှာပျော်ပျော်ရွှင်နေရတယ်ကျမ်းမာရေးလည်းကောင်းနေတယ်ဒါမျိုးလေးတွေပေါ့နော်ကို့မှာရှိနေတဲ့အရာလေးတွေကိုကျေးဇူးတင်တတ်ရမယ်အခုဆိုရင်ကိုကဆိုင်ကယ်လိုချင်တယ်အဲ့ဒီဆိုင်ကယ်လိုချင်တာလေးကိုက manifest လုပ်နေမယ်အမြဲတမ်းမြင်ရောက်နေမယ်ပတ်စံစုနေမယ်ကိုလုံနိုင်ရဲ့အရာတစ်တိလေးဖြစ်တဲ့နေ့စဉ်ပတ်စံစုခြင်းကိုလုပ်နေမယ်ဒါပေမဲ့အဲ့ဒီအရာကိုပဲအမြဲလိုချင်တဲ့အတွက်ကြောင့်မို့တချို့လူတွေကဆိုရင်ကိုမှလက်ရှိနေတဲ့အရာလေးတွေကိုမုန်းတတ်တယ်မမြင်တတ်တော့ဘူးပေါ့နော်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ကိုမှလက်ရှိစက်ပင်ရှိနေတယ်ဆိုလို့ရှိရင်ဒါလေးကိုကျေးဇူးတင်တိုက်တာမှာဆိုင်ကယ်မရှိပြင်မဲ့လည်းစက်ပင်ရှိနေသေးတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေ့ရမယ်မရရင်မဖြစ်ပါဘူးဆိုတဲ့စိုးရိမ်တဲ့စိတ်တွေတွေ့တာတဲ့စိတ်တွေကိုလွတ်ချရမယ်ပေါ့နော်
ပြောချင်တာကတော့အရန်ကြီး serious မဖြစ်နဲ့ပေါ့နော်ဒီလေးချက်အတိုင်းလိုက်နာလှုပ်ဆောင်မယ်ဆိုရင်တော့ကိုလိုချင်တဲ့အရာတွေကိုဖြစ်ချင်တဲ့အိမ်မက်တွေကိုအများဆုံးအကောင့်ထဲပေါ်နိုင်ပါမယ်နံပါတ်၄အချက်ကတော့ကိုမလုံနိုင်ဘူးမဖြစ်ဘူးဆိုပြီးတော့စိတ်မပြတ်ရအောင်ပေါ့နော်ကိုမှရှိတဲ့အရာလေးတွေကိုကျေးဇူးတင်စိတ်ကြီးထားရမယ်လိုချင်နေတဲ့အရာအတွက်လေနေ့တိုင်းဒီလန်းတစ်သေးလေးတွေကိုလှမ်းနေရမယ်စူးစမ်းနေရမယ်ပေါ့နော်အခုဆိုရင်ကိုကနောက်နှစ်မှာအင်္ဂလိပ်စကားပြောကျွမ်းကျင်နေဆိုလို့ရှိရင်တော့အခုကိုလုံနိုင်တဲ့အရာကတစ်နေ့ကို2နာရီ3နာရီဖြစ်ဖြစ်လေ့လာထားရမယ်ပေါ့ဒါကကိုလုံနိုင်တဲ့အရာကိုနေ့တိုင်းထိတွေ့ပြီးနေရပါတော့အဲ့လိုမှမဟုတ်ဘဲနဲ့ဘာမှမလုပ်ဘဲနဲ့နောက်နေ့ကျရင်အင်္ဂလိပ်စကားပြောကိုတက်ရမယ်ဆိုပြီးတော့စုတောင်းနေရုံနဲ့ကတော့မရဘူးဒါကိုနားလည်ထားရမယ်နောက်ဆုံးတစ်ချက်ပြောချင်တာက manifestation ဆိုတာကဟောပညာမဟုတ်ဘာမှမလုပ်ဘဲနဲ့အိယာထဲလှဲပြီးတော့အိမ်မက်မက်နေရမျိုးနဲ့ဆိုလည်းဖြစ်လာမှာမဟုတ်သူကအချက်နှစ်ချက်ပုံမှာအခြေခံတယ်အဲ့ဒါကကြတော့ mindset ရဲ့ action ရဲ့ပေါ့နော်အချက်နှစ်ချက်ပေါင်းတဲ့အခါမှာဒီ manifestation ကအောင်မြင်တာဖြစ်တယ် mindset ကကြတော့စိတ်ဓာတ်ပိုင်းဆိုင်ရာပြင်ဆင်မှုပေါ့နော်ကိုလိုချင်တဲ့အရာကိုအမြဲတမ်းမြင်အောင်နေမယ်ကိုမှရှိတဲ့အရာတွေကိုလည်းကျေစုတင်နေမယ် universe နဲ့ချိတ်ဆက်နေမယ်ပေါ့လိုချင်တဲ့အရာတွေကိုလည်းအမြဲတမ်းမြင်အောင်နေရတွေးတိုးနေရဖြစ်တဲ့အတွက်ကြောင့်မလို့ action နဲ့ပတ်သက်ပြီးတော့နေ့စဉ်ခြေလမ်းတတိလေးတွေကိုလည်းလုပ်နေနိုင်မယ်ဒါကြောင့်ဒီနှစ်ခုကိုပေါင်းပြီးတော့မှ manifestation ဟာအောင်မြင်တာဖြစ်ပါတယ်ဥပမာအားဖြင့်စိတ်ဓာတ်ပိုင်းဆိုင်ရာက90%ဆိုလို့ရှိရင် action ကလည်း90%ပါဝင်နေပေါ့နော်စိတ်ဓာတ်ပိုင်းဆိုင်ရာကြီးပဲလုပ်နေလို့မရဘူး action ပိုင်းကိုလည်း90%ဖြည့်ဆည်းပေးရမယ်ဒါမှကျွန်တော်လိုချင်တဲ့အရာတွေကိုအများဆုံးရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ကိုလိုချင်တဲ့အရာတတိလေးကိုအထင်မသေးရပါဘူးတတိလေးပဲဆိုပြီးတော့အချိန်တိုင်းဖြစ်သွားမယ်ဆိုပြီးတော့မတွေးရအောင်တတိလေးကအစဖြစ်အောင် manifest လုပ်နိုင်မှာပိုကြီးတဲ့အရာတွေကိုလည်းအကောင့်ထဲပေါ်နိုင်မှာပေါ့နော်ခုနကပြောခဲ့တယ်လို့ပဲ mindset ဆိုတဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာပြင်ဆင်မှုလိုမျိုးစိတ်ထဲကယုံကြည်နေမှာလက်တွေ့လုပ်တဲ့အခါမှာအခွင့်အလမ်းတွေကိုပုံမြင်ရပြီးတော့ပိုစူးစမ်းဖြစ်တာမျိုးပေါ့နော်ဆိုတော့အားလုံးပဲနားလေသဘောပေါက်တယ်အကျိုးရှိတယ်ဆိုလို့ရှိရင်ဒီကျန်ရဲ့ channel လေးကို subscribe လုပ်ပေးခဲ့ကြပါနောက်ပိုင်းမှာလည်းတကြံကိုယ်တိုင်အတုံးချဖြစ်တဲ့အရာလေးတွေအကျိုးရှိတယ်ဆိုလို့ရှိရင်ပြန်ပြီးတော့ share လုပ်ပေးသွားပါမယ်နော်အဆုံးထိကြည့်ပြီးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်အားလုံးပဲကိုလိုချင်တဲ့အရာလေးတွေကို manifest လုပ်ပြီးတော့မှအမြန်ဆုံးဆွေးနွေးယူနိုင်ကြပါစေ။